ကယ်ဆိုတော့လုံခဲ့တဲ့အမှားမှာဆိုကျွန်မအရင်တက်တက်ခံချင်တယ်ဘာဖြစ်လဲဆိုတော့ကျွန်မနဲ့ဖြစ်နေတဲ့ဖြစ်ပျက်မှုတစ်ခုက3 ရက်နေ့မှာဖြစ်တယ်ပေါ့နော်4 ရက်နေ့မှာဒီဖခင်အကြောင်းမှာကောင်းမှုစွာနဲ့ရောက်လာခဲ့တယ်ဆိုတော့တကယ်ဆိုကျွန်မတက်တက်ခံသိတယ်ဒါပေမဲ့ကျွန်မအရှိမလာဖို့အတွက်အရင်ကြောက်တယ်ပေါ့နော်ပြီးတော့ကိုဖြိုးကလည်းထပြောသေးတယ်ပေါ့နော်ကိုခံစားနေရတဲ့ကောင်းကြီးမင်္ဂလာကိုတဲ့အရှိမလာပြောဖို့ကမရှက်ချနဲ့မကြောက်ကြနဲ့ပေါ့နော်ပြီးတော့တယောက်တက်တက်လာခံကြတယ်ပြီး CE အချိန်မှာလည်းပေါ့နော်လူငယ်တွေရောပြီးတော့အငယ်ဆုံးကလေး Alex သူတို့ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုသူတို့လာပေါ်ပြတယ်ပေါ့နော်ဆိုတော့ကျွန်မလည်းအရန်နောက်လာရသွားတယ်ပေါ့နော်ကျွန်မဒီလောက်တော့မှခံစားနေရတဲ့ကောင်းချီးမင်္ဂလာကိုဘာဖြစ်လို့ကျွန်မပြောဖို့တတ်တိမရှိတာလေပေါ့နော်ဆိုတော့ဒီပေါ့ကိုလာပြောရှင်တယ်ကျွန်မပြောရှင်တာဘာဖြစ်လဲဆိုတော့ကလေးခွဲမွေးမှုတဲ့မိခင်တိုင်းမှာပေါ့နော်epidural injection ဆိုတာလေသိမှာပါနော်အကောင်ကျိုးရှိတယ်လို့ပေါ့နော်အကျိုးဆိုးလည်းအများကြီးရှိတယ်ဆရာကလည်းပြောထားတယ်ပေါ့နော်တနေ့တစ်ချိန်မှာခါရနာလာမယ်ကြိုပြောတယ်ပေါ့နော်ဆိုတော့ကို့မှာလည်းခွဲမွေးရမယ်ရွေးချယ်မှုမရှိတဲ့အတွက်ပေါ့နော်တလုံးခွဲမှုတဲ့လူတော်မှနော်သူတို့အရင်ခံစားရတဲ့ဒီခါနာတဲ့အကျိုးပေါ့နော်အထံပေါ့နော်ဆိုတော့ကျွန်မဆိုတစ်ခါနှစ်ခါသုံးခါနော်သုံးလို့ထိုးရတယ်ဆိုတော့တစ်ခါခါနာလာတဲ့အချိန်မှာဆိုရင်ဘာမှလုပ်မနိုင်ဘူးပေါ့နော်လူမတူလောက်ခံနေရတယ်ပေါ့နော်ခံနေရင်လုံးဝမရှိဘူးဆေးတောက်ပြီးတော့အိမ်နေရတဲ့အလန့်လာဖြစ်ရှိတယ်ပေါ့နော်ဆိုတော့ကျွန်မဖြစ်နေတဲ့အချိန်မှာအလုပ်ထက်မှာဖြစ်ရဆိုရင်အလုပ်တော့မလုပ်နိုင်ဘူးအိမ်မှာဆိုရင်ဘာမှလုပ်မနိုင်ဘူးစေးတောက်ပြီးတော့အိပ်ရုံပဲပေါ့နော်ဘာမှလုပ်မနိုင်ဘူးဒါပေမဲ့3 ရက်နေ့မှာဘယ်ချိန်ဖြစ်တာလဲဆိုတော့ကျမကလေးဒုက္ခတဲ့ဖွဲ့တယ်ပေါ့နော်ဆောက်ဆိုင်ကကလေးတွေသွားကြိုပြီးတော့9 နာရီခွဲမှာဆိုရင်ကျမနောက်မှာလှည့်ကြည့်ပြီးတော့သူတို့အိပ်ပြီးဟော်နေတယ်ဒါပေမဲ့ကျမခါနာတာကြီးကျယ်ပဲပေါ့နော်ကျမရှင်းပြတော့မတအောင်ပေါ့နော်အရာခံရတယ်နာကျင်မှုနဲ့အပြည့်ဝပဲအသားတွေရောကျင်တယ်ပြီးတော့ကြိုက်ခဲနေတယ်ပေါ့နော်ဒီစေကိုပေါ့နော်တခါဒါမဲ့ဘုရားသခင်ကျေးဇူးကြောင့်လည်းပေါ့နော်ကျမမှာတခါဖြစ်3 ရက်4 ရက်ရက်ပိုင်းနဲ့ပဲနာတယ်ဒါပေမဲ့ကောင်းတဲ့ချိန်မှာဆိုအရာကောင်းတယ်ကျမဒီစနာလာတာတော့9 လ 6 လအတွင်းမှာပဲပေါ့နော်ကောင်းမောက်တဲ့ချိန်မှာပထမဆုံးဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတတိမထားမိဘူးကျမထင်တာကတော့ဖြစ်တဲ့အချိန်မှာအိမ်မှာလားအလုပ်ထက်မှာလားပဲဖြစ်မယ်ဆိုတော့လေဆိုတော့ highway ပေါ်မှာဆိုအရာအနေရှိတယ်ပြီးတော့ကျမခွန်အားနဲ့ဆိုရင်တမိုင်လောက်ဆက်သွားဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ကျမဆုတောင်းတယ်ကလေးတွေကလည်းအိပ်ပျော်နေတဲ့အချိန်မှာတခြားကလေးတွေလည်းအများကြီးပါတယ်ပေါ့နော်ဆိုတော့ကျမပြန်စဉ်းစားတာပေါ့နော်ဒီလောက်တော့မှကြိုက်ခဲတယ်နာကျင်တယ်ခါဒီလောက်တော့မှထိုးတာပေါ့နော်ကျမမျက်စိမဖွင့်နိုင်လောက်အောင်ပေါ့နော်ဒါပေမဲ့လုံခဲ့တဲ့အပမှာဆိုရင် praise worship ဆိုတဲ့အချိန်မှာဘုရားသခင်ကကျမ alarm ဖြစ်လို့ကျွန်တော်တို့ alert ရှိတယ်ပေါ့နော်ဆိုတော့ဘုရားသခင်ရကောင်းရတယ်လို့ကျွန်မပြောရှင်တယ်ဘလောက်ပဲနာကြည်ပါစေပေါ့နော်ကောင်းမွန်နဲ့တွားရတယ်ကောင်းမွန်နဲ့ပြလာပြီးတော့ဘုရားစိတ်ကိုဖြစ်တယ်လို့လည်းအပမှာပေါ့နော်ဆိုတော့ကျွန်မဒီနေ့ဘုရားသခင်ကောင်းရတဲ့အကြောင်းကျွန်မပြောရှင်တယ်အားလုံးပဲဘုရားသခင်ကောင်းချီးပေးပါစေအာမင်